ကျွန်တော်တို့ right person ကဘာမှလဲ၄နာရီကျော်9နာရီနီးပါးလောက်ဒီပဲသုံးလို့ရတယ်။ဒါကတော့မဝေဝေပါအစားအသောက်တွေပို့ဆောင်ပေးနေတဲ့ Food Panda က writer ညီမလေးတယောက်ပါ။ order လက်ခံတာကနေလမ်းရှာတဲ့အထိသူ့ရဲ့ဖုန်းကအမြဲလက်ထဲမှာရှိနေပါတယ်။အားခံတဲ့ဖုန်းလိုချင်တယ်ပြီးလို့ရှိရင်ဒီကင်မရာနဲ့ကောင်းတဲ့ဖုန်းပေါ့Vivo ကနေပြီးတော့ကျွန်တော်ကိုဒီနေ့ Vivo Y31D ဖုန်းနဲ့ live ဖတ်မဲ့လူ9ယောက်ကိုရှာဖွေဖို့အတွက် challenge ခေါ်ထားပါတယ်။ဒီလူတွေကိုစပြီးတော့မရှာဖွေခင်ကျွန်တော်ကအချက်3ချက်ပြင်ဆင်ထားပါတယ်ခင်ဗျာ။ပထမတစ်ချက်အချိန်အကြာကြီးအလုပ်လုပ်တဲ့သူဒုတိယတစ်ချက်အလုပ်ကိုတကယ်စေတနာထားပြီးတော့မျက်နှာတဲ့သူတတိယတစ်ချက်ကတော့စိန်ခေါ်မှုများတဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်တဲ့သူဖြစ်ရပါမယ်။ဒီအချက်တွေနဲ့ပြည့်စုံတဲ့လူတွေကို Vivo ကနေပြီးတော့ Y31D ဖုန်းကို surprise လက်ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။ကဲဘယ်သူတွေဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူတူကြည့်လိုက်ရအောင်ပါခင်ဗျာ။ Right gift for the right person ဆိုတဲ့အတိုင်းကျွန်တော်တို့ right person ကဘာမှလဲတူတူသွားရှာကြည့်အောင်Hello ညီမလေးခဏလေးတော့နောက်ရှက်ဖြစ်သွားမလားမသိဘူးကျွန်တော်တို့ Vivo အတွက်အစီအစဉ်လေးတစ်ခုရိုက်နေတာဒီလိုသွားလာလှုပ်ရှားစူးစမ်းနေတဲ့လူတွေအတွက်ပေါ့နော်အားလေးအတွက်စကားလေးနည်းနည်းပြောလို့မိကွန်းလေးနည်းနည်းမေးချင်ဟုတ်ရပါတယ်အဲ့ဆိုဘေးလေးကတ်လိုက်နော်ဟုတ်ကဲ့ပါညီမလေး writer အလုပ်လုပ်တယ်ဆိုတော့ညီမလေးအနေနဲ့ဖုန်းကိုတစ်နေ့တာမှာအချိန်ဘယ်လောက်လောက်သုံးဝင်ဖြစ်လဲတနေ့ကုန်ဆိုရင်12နာရီလောက်တော့သုံးရတယ်12နာရီအမြဲဖုန်းသုံးနေရဟောအဲ့ဆိုအလုပ်ချိန်က12နာရီလောက်တော့ကြာရှိတာပေါ့ဟုတ်ဟောအဲ့တော့လက်ရှိသုံးနေတဲ့ဖုန်းကရောဒီကိုအလုပ်လုပ်နေတဲ့တစ်ချောက်ထိရောကြာရှိခံလားမခံဘူး၄နာရီကျော်9နာရီနီးပါးလောက်ဒီပဲသုံးလို့ရတယ်အဲ့ပြီးရင်ပြန်ပြီးတော့ဖုန်းအားပြန်သွင်းရအောင် power bank ကိုပဲအမြဲတမ်းကူရတာပေါ့နော်ဒါကတော့မဝေဝေပါ order လက်ခံတာကနေလမ်းရှာတဲ့အထိသူ့ရဲ့ဖုန်းကအမြဲလက်ထဲမှာရှိနေပါတယ်ဒီအလုပ်ကအချိန်အကြာကြီးလုပ်ရတယ်လို့အမြဲတမ်းလဲလှုပ်ရှားသွားလာနေရတာကြောင့်တကယ်ကိုဇွဲရှိမှလုပ်နိုင်တဲ့အလုပ်မျိုးပါဗျာအဲ့တော့ညီမလေးဒီဖုန်းသုံးတဲ့အချိန်မှာရောဒီအခက်ခဲလေးတွေရောရှိလားဘယ်လိုအခက်ခဲမျိုးတွေရောရှိခဲ့ဘူးလဲအဲ့တော့ order ကလည်းနှစ်ကြောင်းဖြစ်သွားဖြစ်ရှင်တော့နှစ်ကြောင်းလုံးကမပို့ရဘူးဖုန်းကစက်ပိတ်သွားတယ်အဲ့မှာလမ်းကဆိုင်တက်ဆိုင်မှာအကူကြီးဝင်တောင်းပြီးတော့ဖုန်းကပြန်သွင်းရတဲ့အခက်အခဲတခုတော့ကြုံဘူးရဲ့တော့ခက်စစ်တော့လုပ်ယူရအောင်နော်ညီမလေးအခုဖုန်းအသစ်တစ်လုံးအတွက်ဆိုဘယ်အချက်တွေနဲ့ပြည့်စုံမှညီမလေးအနေနဲ့ကပို့ပြီးတော့သဘောကျမိလဲအားခံတဲ့ဖုန်းလိုချင်တယ်ပြီးလို့ရှိရင်ဒီကင်မရာနဲ့ကောင်းတဲ့ဖုန်းပေါ့တပုတ်ဝမ်းနဲ့လိုက်ဖို့ဒါပေါ့အဲ့လို selfie တွေပါရိုက်လို့ရအောင်ပေါ့နော် okay အဲ့တော့အခုညီမလေးဖြည့်ပေးထားတဲ့မိကုန်းပုံမှုကြည့်ပြီးတော့အခုထင်တာညီမလေးက Vivo ကနေရှာနေတဲ့ဒီအလုပ်စူးစမ်းနေတဲ့လူနဲ့အရန်ကိုက်ညီမှုရှိတယ်အဲ့တော့အကိုတို့အနေနဲ့ Vivo အစားပေါ့နော်ညီမလေးကိုဖုန်းလေးလက်ဆောင်ပေးခြင်းတယ် Vivo ကနေပြီးတော့အသစ်ထွက်ထားတဲ့ဒီ Y31D ဖုန်းလေးကိုလက်ဆောင်ပေးခြင်းပါပဲအခုလိုဒီလိုဖုန်းလေးလက်ဆောင်ရတဲ့ပုံမှာရော surprise ဖြစ်မိလားဘယ်လိုခံစားချက်မျိုးလေးရှိလဲပြောပေးပါဦးအခုလက်ရှိသုံးနေတဲ့ဖုန်းကအဆင်ပြေမယ်တော့တည်ရလဲဖို့လည်းအစီအစဉ်ရှိရပေါ့ဒါပေမဲ့ပတ်စံနဲ့ထပ်စုနေရတော့မလဲနိုင်ဘူးပေါ့အဲ့လိုအချိန်မှာဒီဖုန်းလေးရတော့အများကြီး surprise ဖြစ်ပါတယ် okay အဲ့ဆိုဒီဖုန်းလေးကိုအကိုတို့အတူတူunboxing လေးလုပ်ကြည့်ဖို့ဆိုင်လေးဆိုင်သွားထိုင်လိုက်မယ်လေနော်ကျွန်တော်တို့အစီအစဉ်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့အလုပ်ကိုစ조사အားထုတ်တဲ့သူအမြဲမဆိုရှေ့ဆက်နေတဲ့သူတဦးကိုရှာဖွေလို့တွေ့ရှိခဲ့ပါပြီမဝေဝေအတွက်တော့လမ်းမထက်ကအချိန်တွေဟာတခါမှမရက်တန့်သွားပါဘူးနေပူထဲမှာ map ကြည့်ရတာပဲဖြစ်ဖြစ်ရုပ်တရက်မိုးသေးထဲမှာ order ပို့ရတာပဲဖြစ်ဖြစ် IP69 ရေဆိုတန်ခံနိုင်မှုရှိလို့အေးဆေးပါပဲလမ်းကျင်းတဲ့အခါမှာဖြစ်ပေါ်လာတဲ့တုံခါမှုဒဏ်တွေကိုလည်း SGS 5 star premium durability ကြောင့်စိတ်ချရတယ်လို့9200 mAh Blue Volt battery ကြောင့်လည်းတနေ့ကုန်ဖုန်းအားသွင်းဖို့စိတ်ပူစရာမလိုပဲအလုပ်တွေကိုအကောင်းဆုံးအာရုံစိုက်နိုင်တော့မှာပါကျွန်တော်တို့ဆက်လက်ပြီးတော့ဘယ်သူတွေကန်ထူးသွားအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်တင်လဲဖြစ်နိုင်ပါတယ်ခင်ဗျာ